ကျွန်တော်တို့ဟာသူ့ကိုယ်သူတက်တည်ပြဖို့စ조사နေတဲ့မက်ဆီကိုရင်ဆိုင်နေရတာမဟုတ်တော့ပဲဘောလုံးကိုပျော်ပျော်ပါးပါးကြီးကစားနေတဲ့မက်ဆီကိုရင်ဆိုင်ရတော့မှာမို့လို့ပါဒါကကျွန်တော်တို့လုံးဝမကြုံဘူးတဲ့လီယိုနယ်မက်ဆီဒါမှမဟုတ်အာဂျင်တီးနားရဲ့အန်ဒီရဲ့အရှိဆုံးဘာရှင်ပဲဖြစ်ပါတယ်အားကစားလောကမှာဂန်နဝင်ကြီးတွေတိုင်းအတွက်ရောက်လာတဲ့အခိုက်အတန့်တစ်ခုဆိုတာရှိပါတယ်ကဘာကြီးကခမားကိုဖြည်းဖြည်းချင်းမေ့ပစ်ဖို့ပြင်ဆင်နေတဲ့အချိန်ခမားကြောင့်ပြောဆိုမှုတွေပြောင်းလဲလာတဲ့အချိန်နှစ်ပေါင်းများစွာခမားရဲ့ကြီးကျယ်ခမ်းနားမှုတွေကိုကြီးကျူးခဲ့တဲ့သူတွေကပဲအခုတော့အနားယူသင့်ပြီလို့မေးခွန်းထုတ်လာတဲ့အချိန်တွေပဲဖြစ်ပါတယ်။ဒါမိုက်ကယ်ဂျော်ဒန်စီမှာလည်းဖြစ်ခဲ့တယ်။မိုဟာမက်အလီစီမှာလည်းဖြစ်ခဲ့တယ်။အမြင့်ဆုံးမှာအချိန်အကြာကြီးနေနိုင်ခဲ့တဲ့အားကစားသမားတိုင်းစီမှာဒါဟာဖြစ်ခဲ့ပါတယ်။အဲ့ဒီလိုပဲ2026ကမ္ဘာဖလားမတိုင်ခင်မှာအများစုကမက်ဆီရဲ့အဲ့ဒီလိုအခိုက်အတန့်မျိုးကိုရောက်နေပြီလို့ယုံကြည်ခဲ့ကြပါတယ်။အဲ့ဒီတော့မက်ဆီတော့ကလည်းဘာမှသက်သေပြဖို့မရှိတော့ပါဘူး။သူကဘောလုံးလောကကိုပြီးမြောက်ခဲ့ပြီးရနိုင်သမျှအဓိကဖလားတန်းကိုလည်းရပြီးသွားပြီ2022မှာကမ္ဘာဖလားကိုအရယူပြီးတော့အငင်းပွားမှုတွေကိုအဆုံးသတ်ခဲ့ပြီးပြီဘောလုံးဒီရော၈ချိန်မရေမတွက်နိုင်တဲ့စံချိန်တွေ legacy တွေကိုရေးထိုးပြီးပြီကျွန်တော်တို့အားလုံးကသူ့ကိုလူသားသမိုင်းမှာအကြီးကျယ်ဆုံးအားကစားသမားတွေကတယောက်လို့သတ်မှတ်ခဲ့ကြတယ်ဒါပေမဲ့အသက်38နှစ်အရွယ်မှာသူဟာစက်တမမြောက်ကမ္ဘာဖလားအတွက်ပြန်လာမယ်လို့ကြေညာလိုက်တဲ့အခါမေးခွန်းတွေကချက်ချင်းထွက်လာပါတယ်။ဘာလို့သူကအဲ့ဒီမှာရှိနေတာလဲ။အာဂျင်တီးနားအသင်းရှေ့ဆက်သက်မီမဟုတ်ဘူးလား။အသက်15နှစ်လောက်ငယ်တဲ့ကစားသမားတွေနဲ့ရှင်ပြိုင်ဖို့သူ့ရဲ့ခြေထောက်ကရောကစားနိုင်အောင်မလား။ဒါတွေမကသေးပဲသူက MLS မှာကစားနေခဲ့တာ။ဆိုတော့ဒီကမ္ဘာဖလားပွဲကြီးကသူ့အတွက်တော့ရိုးရိုး farewell နှုတ်ဆက်ပွဲတစ်ခုတက်ပဲလို့အများကထင်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကအမားတွေကြီးပါပဲဘောလုံးလောကက10စုနှစ်2ခုကြာတဲ့အထိမက်ဆီဘယ်တော့ကြာဆင်းမလဲဆိုတာကိုခံမှန်းဖို့စ조사ခဲ့ပါတယ်လီယိုနယ်မက်ဆီရဲ့မှော်ဆန်မှုတွေကိုဘယ်သူမှမတားဆီးနိုင်တဲ့အဆုံးနောက်ဆုံးမှာတော့အချိန်ဆိုတဲ့အရာကပဲမက်ဆီကိုတားဆီးနိုင်တော့မယ်လို့အားလုံးကယုံကြည်ထားခဲ့ကြတာပါဒါပေမဲ့အချိန်ဆိုတာမက်ဆီရဲ့ဘေးနားမှာအမြဲတမ်းမတူညီတဲ့နီးလန်းနဲ့အလုံးလုံးနေခဲ့တာပါ2026ကမ္ဘာဖလားအာဂျင်တီးနားရဲ့ပွဲဦးထွက်60မိနစ်အပြီးမှာတကမ္ဘာလုံးကမှားခဲ့တယ်ဆိုတာကိုသင်ခန်းစာရခဲ့ပါတယ်။အဲ့ဒါကတော့လီယိုနယ်မက်ဆီကိုဘယ်တော့မှတန်တရားမဝင်ပါနဲ့ဆိုတာပဲဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့တွေနှစ်ပေါင်း20လောက်နောက်ပြန်ဆွဲကြည့်အောင်။အတိအကျပြောရရင်2006ခုနှစ်ဇွန်လ16ရက်ဘောလုံးလောကဟာလီယိုနယ်မက်ဆီရဲ့အစကိုတွေ့မြင်ခဲ့ရပါတယ်။အသက်18နှစ်အရွယ်ကောင်လေးတစ်ယောက်ကမ္ဘာဖလားမှာဆာဘီယာမွန်တီနီဂရိုတို့နဲ့ပွဲမှာအရန်ကောင်ကနေဆင်းလာပြီးသူ့ရဲ့မော်ဆန်မှုကိုပြသခဲ့ပါတယ်။ဂိုးတကိုးနဲ့ဖန်တီးမှုတစ်ကြိမ်မယုံနိုင်စရာအရှိန်အဟုန်တွေပြီးတော့ဘောလုံးလောကမကြုံဘူးတဲ့အရာတစ်ခုကိုတွေးလိုက်ရပြီဆိုတဲ့ခံစားချက်။သူဟာအာဂျင်တီးနားရဲ့အသက်အငယ်ဆုံးကမ္ဘာဖလားကိုသွင်းရှင်ဖြစ်လာခဲ့ပါတယ်။ခလေးမျက်နှာလေးနဲ့လမ်းဘေးဘောလုံးကစားတဲ့ဟန်နဲ့သူဟာဘသူနဲ့မှမတူအောင်လှုပ်ရှားလေးရှိတယ်။ဘသူမှမမြင်နိုင်တဲ့နေရာလွတ်တွေကိုမြင်တယ်။ဒါသူ့ရဲ့ကြီးကျယ်ခမ်းနားလွန်းတဲ့ခရီးစဉ်ရဲ့အစပါပဲနှစ်ပေါင်း20အကြာတူညီတဲ့ရက်စွဲမှာပဲတကဘာလုံးကတူညီတဲ့ဇလန်းရဲ့နောက်ထပ်အခန်းတစ်ခုကိုတွေ့မြင်ခဲ့ရပြန်ပါတယ်ဒီတစ်ခါတော့ဒီကောင်လေးကအသက်38နှစ်အရွယ်မုတ်စိတ်မွေးတွေနဲ့မိသားစုလည်းရှိနေပြီးတော့လူတိုင်းရဲ့အိမ်မက်ထက်ကကြော်လွန်တဲ့ကစားသမားဘဝကိုရထားနေပါပြီအယ်ဂျီးရီးယားနဲ့ပွဲမှာမက်ဆီက2006တုန်းကလို့မပြေးတော့ပါဘူးသူ့အတွက်လိုလဲမလိုအပ်တော့ပါဘူးအမြန်နှုန်းကပျောက်သွားပေမဲ့သူ့ရဲ့အုံနောက်ကအရင်အထက်ပိုကြောက်စရာကောင်းလာပါတယ်။သူကအရင်လိုနောက်ခံလူတွေကိုအရှိန်ကိုပုံမအသုံးပြုပြီးမဖြိုခွဲတော့ပါဘူး။သူ့ရဲ့တဘာနဲ့ဘောလုံးအသိဉာဏ်တွေကိုအဓိကထားပြီးဖြိုခွဲခဲ့ပါတယ်။မက်ဆီရဲ့အယ်ဂျီးရီးယားနဲ့ပွဲက hat-trick သွင်းဂိုးတွေကမက်ဆီရဲ့စင်ကဲပြောင်းလဲမှုကိုအကောင်းဆုံးပြသနေပါတယ်။ပထမဂိုးကကွင်းပြင်ပါကနေအားပြင်းပြင်းနဲ့တိတိကျကျကန်သွင်းတာဒုတိယသွင်းဂိုးကသူ့ရဲ့ instinct anticipation နဲ့နေရာယူမှုကောင်းကောင်းနဲ့သွင်းသွားတာတတိယကိုကတော့နှစ်ပေါင်း20လုံးဘောလုံးလောကရဲ့အကောင်းဆုံးနောက်ခံလူတွေကိုခြေမုံခဲ့တဲ့သူ့ရဲ့ classic Messi combination play ပါပဲပွဲစဉ်ပြီးဆုံးသွားတဲ့အခါမှာတော့ Messi ဟာသူ့ရဲ့ပထမဆုံးသောကမ္ဘာဖလား hat-trick ကိုရယူနိုင်ခဲ့ပြီးကမ္ဘာဖလားသမိုင်းမှာ hat-trick ရယူဘူးတဲ့အသက်အကြီးဆုံးကစားသမားဖြစ်လာခဲ့ပါတယ် Miroslav Klose ရဲ့16ဂိုးစံချိန်ကိုလည်းလိုက်မီခဲ့ပါတယ်ဒါပေမဲ့ဒီကိန်းကနန်းတွေကဇလန်းတစ်ခုလုံးမပြောပြနိုင်ပါဘူး။ဘာလို့လဲဆိုတော့ဒီညကိုအထူးဆန်းဆုံးဖြစ်စေတာကမက်ဆီဘာရီရခဲ့လဲဆိုတာနဲ့တင်မဟုတ်ပဲဘောလုံးလောက
သူ့ကိုနှစ်ပေါင်း20လုံးလေးလာခဲ့ပေမဲ့တားဆီးဖို့အဖြေမရှိသေးဘူးဆိုတဲ့အချက်ကိုတီးလိုက်ရတာပါလီယိုနယ်မက်ဆီရဲ့နိုင်ငံတကာကစားသမားဘဝတခြားလုံးနီးပါးမှာမက်ဆီယာဘယ်ဘောလုံးသမားမှမထမ်းသင့်တဲ့အလေးချိန်ကိုထမ်းခဲ့ရပါတယ်။ပြိုင်ပွဲတိုင်းမှာနိုင်ဖို့အတွက်တင်မဟုတ်ဘဲနဲ့တခုခုကိုသက်သေပြဖို့ဖြစ်ခဲ့ရပါတယ်။အာဂျင်တီးနားကိုကမ္ဘာဖလားယူဆောင်ပေးနိုင်မဲ့လူဖြစ်ကြောင်းသက်သေပြဖို့ဒီယေဂိုမာရာဒိုနာရဲ့အရေးကနေရုံထွက်နိုင်ကြောင်းသက်သေပြဖို့ကလပ်အသင်းအောင်မြင်မှုတွေနဲ့တူညီတဲ့နိုင်ငံတကာအောင်မြင်မှုရကြောင်းကိုလည်းသက်သေပြဖို့ပဲဖြစ်ပါတယ်။အခွင့်အရေးတွေကလက်တကမ်းလိုမှာပဲလွဲချော်ခဲ့ရပြီးကြေကွဲစရာတွေလည်းဖြစ်ခဲ့ရပါတယ်။2014ကမ္ဘာဖလားဖိုင်နယ်ရှုံးနိမ့်မှုကော်ပါအမေရိကရှုံးနိမ့်မှုတွေမျက်ရည်တွေအနာယူမယ်လို့ကြေညာထားတာတွေနဲ့နှစ်ပေါင်းများစွာမက်ဆီယာအာဂျင်တီးနားအတွက်ကစားခဲ့တာတင်မဟုတ်ပဲနိုင်ငံတနိုင်ငံလုံးရဲ့မျှော်လင့်ချက်ကိုပခုံးပေါ်မှာထမ်းခဲ့ရတာပါ။ဒါကြောင့်2022ကမ္ဘာဖလားဟာအင်မတန်အရေးကြီးခဲ့တာပါ။ဒါဟာရိုးရိုးဖလားမဟုတ်ပဲလွတ်လပ်မှုပါပဲ။မက်ဆီကာတာမှာကမ္ဘာဖလားကိုကင်မြောက်လိုက်တဲ့အခိုက်အတန့်မှာသူ့ကစားသမားဘဝရဲ့နောက်ဆုံးဝင်တော့ဝင်ပိုးကြီးကိုလွှတ်ချနိုင်ခဲ့ပါတယ်။သူ့ရဲ့ legacy အပေါ်မှာအကြီးမားဆုံးအငင်းပွားမှုတွေကပြီးဆုံးသွားခဲ့ပါတယ်။သူဟာသမိုင်းကိုလိုက်လံရှာဖွေစရာမလိုတော့ပါဘူး။သူကိုယ်တိုင်ကပဲသမိုင်းဖြစ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲ2026ကမ္ဘာဖလားမှာမက်ဆီရဲ့ကြောက်စရာအကောင်းဆုံးဘားရှင်းကိုကျွန်တော်တို့မြင်တွေ့ရတော့မှာပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာသူ့ကိုယ်သူတက်သေးပြဖို့စ조사နေတဲ့မက်ဆီကိုရင်ဆိုင်နေရတာမဟုတ်တော့ပဲဘောလုံးကိုပျော်ပျော်ပါးပါးကြီးကစားနေတဲ့မက်ဆီကိုရင်ဆိုင်ရတော့မှာမို့လို့ပါသူ့ရဲ့အသင်းမော်တွေကလည်းကျွန်တော်တို့ကိုအပျော်ဆုံးဖြစ်စေတာကမက်ဆီပြုံးနေတာကိုမြင်ရလို့ပါပဲလို့ပြောကြပါတယ်မက်ဆီကိုယ်တိုင်ကလည်းကျွန်တော်အာဂျင်တီးနားအတွက်လက်ရှိချန်ပီယံအနေနဲ့ပျော်ပျော်ပါးပါးကြီးကစားခြင်းတယ်လို့ပြောခဲ့ပါတယ်ကဲဖြစ်နိုင်တာကတော့ဘောလုံးလောကဟာအကြီးမားဆုံးအမားတစ်ခုကိုလုပ်ခဲ့မိပါပြီ။သူတို့ဟာတမိုင်းမှာအကြီးကျယ်ဆုံးကစားသမားတက်တည်ပြစရာဘာမှမရှိတော့တဲ့ကစားသမားကို2026ကမ္ဘာဖလားကိုဝင်ကန်ခွင့်ပေးခဲ့မိတာပါ။ဘောလုံးကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်တက်နဲ့ဝင်ကစားနေတဲ့ကမ္ဘာဖလားဒါဟာကျွန်တော်တို့လုံးဝမကြုံဘူးတဲ့လီယိုနယ်မက်ဆီဒါမှမဟုတ်အာဂျင်တီးနားရဲ့အန်ဒီရဲ့အရှိဆုံးဘာရှင်ပဲဖြစ်ပါတယ်ဆယ်စုနှစ်နှစ်ခုစာဘောလုံးလောကရဲ့အကြီးမားဆုံးအငင်းပွားမှုကနာမည်နှစ်ခုပဲရှိခဲ့ပါတယ်။လီယိုနယ်မက်ဆီသို့မဟုတ်ခရစ္စတီယာနိုရိုနယ်ဒိုပဲဖြစ်ပါတယ်။ဘောလုံးပရိသတ်အများစုတက်တော့ကမ္ဘာဖလားကအဲ့ဒီအငင်းပွားမှုရဲ့နောက်ဆုံးပိုင်းဖြစ်ခဲ့ပါတယ်။မက်ဆီယာ2022မှာအဲ့ဒီအဖြေကိုပေးခဲ့ပြီးဘောလုံးလောကကိုပြီးမြောက်ခဲ့ပေမဲ့လူတွေကသူရက်တန့်သွားမဲ့အချိန်ကိုစောင့်နေကြတော့မှာပဲ။ဒါပေမဲ့38နှစ်အရွယ်မှာပဲကမ္ဘာဖလားမှာ hat-trick သွင်းပြီးသူ့ရဲ့စွမ်းရည်တွေကိုပြသခဲ့ပြန်ပါတယ်။ဒါဟာတာမန်စတန်ဒတ်ထက်ကျော်လွန်နေပြီးလုံးဝမဖြစ်နိုင်တဲ့အရာကိုဖြစ်အောင်လုပ်ပြခဲ့တာပါသူ့ရဲ့အယ်ဂျီးရီးယားနဲ့ပွဲကပြသခဲ့တဲ့ခြေစွမ်းတွေအချက်အလက်တွေနဲ့အဲ့ဒီညကကွင်းထဲမှာရှိတဲ့ပရိသတ်9000ကသူ့နာမည်ကိုအော်ဟစ်နေကြတာတွေဒါတွေဟာမျိုးဆက်တစ်ခုရဲ့အကောင်းဆုံးကစားသမားဖြစ်ကြောင်းသက်သေပြဖို့မဟုတ်တော့ပါဘူးအဲ့ဒါတွေကပြီးဆုံးသွားခဲ့ပါပြီအခုပြောရမှာကမက်ဆီရဲ့ကြီးကျယ်ခမ်းနားမှုကတခြားသူတွေထက်ဘလောက်ထိကျော်လွန်နေပြီလဲဆိုတာပါပဲအခုချိန်မှာတော့မက်ဆီကိုသမိုင်းမှာအကြီးကျယ်ဆုံးဘောလုံးသမားလို့တင်ပြောရမှာမဟုတ်တော့ပါဘူးသမိုင်းမှာအကြီးကျယ်ဆုံးအားကစားသမားလို့ပြောရမယ့်အချိန်ကိုရောက်လာပါပြီအဲ့ဒီလိုပြောဆိုမှုမှာရှိတဲ့အားကစားသမားတွေကိုကြည့်လိုက်ရင်မိုက်ကယ်ဂျော်ဒန်မိုဟာမက်အလီယူစိန်ဘော့သူတို့အားလုံးဟာသူတို့ရဲ့အားကစားလောကကိုတော်လှန်ခဲ့ပြီးမဖြစ်နိုင်တဲ့အဆင့်ကိုရောက်ရှိခဲ့ကြပါတယ်ဒါပေမဲ့မက်ဆီရဲ့ထူးခြားချက်ကသူဟာကမ္ဘာအကြီးမားဆုံးအားကစားလောကမှာနှစ်ပေါင်း20လုံးအကြီးမားဆုံးဖိအားအောက်မှာဒါကိုလှုပ်ပြခဲ့တာပါသူဟာမာရာဒိုနာလိုဘောလုံးအရေးသွေးနဲ့ခရစ္စတီယာနိုရိုနယ်ဒိုလိုဂိုးရယူနိုင်စွမ်းတွေကိုပေါင်းဆက်ထားတဲ့ပြီးပြည့်စုံတဲ့ကစားသမားပါအခုတော့သူဟာကမ္ဘာဖလားသမိုင်းမှာကလိုဆေးနဲ့အတူအကြီးကျယ်ဆုံးဂိုးသွင်းရှင်ဖြစ်လာခဲ့ပါပြီသူမှာကစားဖို့ပွဲတွေလည်းအများကြီးကြံနေပါသေးတယ်ဒီနေ့ကျရင်တော့ဘောလုံးလောကမက်ဆီမပါဘဲရှေ့ဆက်သွားပါလိမ့်မယ်နောက်ထပ်ကမ္ဘာဖလားတွေရောက်လာမယ်နောက်ထပ်စူပါစတာတစ်ယောက်ထပ်ထွက်လာမယ်ဒါပေမဲ့လီယိုနယ်မက်ဆီကိုကြည့်ခဲ့ရတဲ့သူတွေကတော့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြတဲ့ကစားသမားတစ်ယောက်အကြောင်းမျိုးဆက်တစ်ခုရဲ့အကြီးကျယ်ဆုံးတင်မဟုတ်ပဲလူသားသမိုင်းမှာပါအကြီးကျယ်ဆုံးအားကစားသမားတစ်ယောက်အကြောင်းကိုပုံမြင်တွေပြောပြနေရပါလိမ့်မယ်ကဲ90 minute MN ပရိသတ်ကြီးတို့ရောမက်ဆီရဲ့2026ကမ္ဘာဖလားကမ်းဘတ်အပေါ်ကိုဘယ်လိုထင်မြင်ချက်ရှိလဲအောက်ကကွန်ဘတ်မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်